ရောစားပြီလား အစားပြပါပြီဗျာမင်းတို့လည်းစင်စင်ခုထားပါလေပွဲတော်တည်ရုံအစ်စ်မှာပဲလေ ဟောအဲ့ဒါဆိုတောင်းမဟုတ်ဘူးဗျ ရွှေတူ နော် မင်းကဒီသက်ဒီရွေရောက်တာတောင်မှအဖေရှိနေမုံဘူးလက်ပြန်တောင်းနေတယ်ဆိုတာမင်းမရှက်ဘူးလားကွာမရှက်ဘူးလား အမရှက်ပါဘူးဖေရဲ့မရှက်ပါဘူးနဲ့နော် ဟဲ့ကမင်းငါနဲ့လိုက်ပြီးတူအောင်မပြောနဲ့ကွာ ရောက်သွားလို့အဖေပြောတော့တာရောက် မရှက်ဘူးလား မရှက်ပါဘူးကိုပဲစီကကိုဘိုးဘိုးတောင်းတာဘာလို့ရှက်ရမှာလဲ ဟမ်မင်းခုချိန်นี่မင်းရဲ့ချွေးနေစတယ်ဟောဒီဖခင်အိုကြီးကိုဘယ်နှခါမှလှုပ်ကြွေးသမှုမပြုတ်ဘူးလို့ပြောစမ်း ဟာအဖေကိုလှုပ်ကြည့်စရာမလိုဘူးလေအဖေကတထေးလေဒီရောင်မှာလဲတွေပြားတွေအများကြီးပိုင်တာဒီရောင်မှာတထေးစင်ရင်ဝင်မယ်ဥစ္စာ အေးငါကတတိဖြစ်ပေမဲ့မင်းကတတိမဟုတ်ဘူးလေ ဟာတာတထေးသားလေဘာမှလှုပ်စရာမလိုဘူးအဖေသိရင်ဒါတွေအလုံးအထုပ်အမွေရမှာ ဟာမင်းရဲ့ဖခင်ရဲ့ခြေထောက်ကိုဓာတ်နဲ့ခွဲစမ်းနဲ့ပက်တဲ့စင်ကမာနလို့တာမျိုးပဲကွာ အဖေကလည်းအစားတသက်ပါဖေဟာ အချားစုနေရွတ်တော်လို့ပါကွာမင်းကအဖေမသေးခင်နေကမင်းကအမွေလိုချင်တာဆိုတော့အစားတက်တက်လို့တာမဖြစ်မှာဆိုလို့မင်းကငါဆုံးမနေရတာကွာတတိပေးနေရတာ ဖေရဲ့မဖြစ်ပါဘူးအဖေရဲ့အဖေကတော့လိမ်မာတဲ့ဥစ္စာတန်ဟုံးလေးပဲတောင်းတယ်